လိုက်လွှင့်ဖို့ချိန်ရောက်လာပါပြီအားလုံးမင်္ဂလာပါ pressure by Nana page ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့နနာကဘာကောင်းစီလေးနဲ့ sharing လုပ်ပေးခြင်းလဲဆိုတော့နနာရဲ့နေ့စဉ်ကိုဘယ်လို motivation ပေးလဲဆိုတဲ့ဟာလေးကိုနနာဒီကနေပြီးတော့ sharing လုပ်ပေးခြင်းပါတယ်ဘာဆုံးနေနဲ့နနာရဲ့ like ကိုနနာရဲ့ page ကို like ရ follow လုပ်ထားတဲ့တယောက်ချင်းစီတိုင်းကိုလည်းထပ်ပြီးတော့ကျေးဇူးတင်ပါတယ်အခုနနာတို့စီမှာတော့နှင်းကြနေပါပြီနှင်းမုန်တိုင်းဆိုပြီးတော့ready ပေးထားတယ်ပေါ့နော်မနေ့ပြန်ဆိုရင်နေကအရန်ကိုထူမယ်လို့လူတွေကနေပြီးတော့မိုးလေဝသနေပြီးတော့ကြော်ညာပေးထားတယ်ပေါ့နော်အခုတော့အပြင်မှာနှင်းနေကြနေပါပြီဒီနေ့တညလုံးနှင်းကြမဲ့အခြေအနေရှိပါတယ်ဟုတ်ကဲ့မင်္ဂလာပါနနာကဒီနေ့နနာရဲ့နေ့စဉ်ကိုဘယ်လို motivation နဲ့နနာဖြတ်သန်းလဲဆိုတာကို sharing လုပ်ပေးချင်ပါတယ်နနာရဲ့ဒီနေ့ကတော့21 challenge ရဲ့4ရက်မြောက်နေ့ကိုရောက်ရှိလာပါပြီဒီနေ့ challenge လေးကတော့ကိုဘယ်လို motivation ပေးလဲဆိုတာကိုပြောပြပေးပါမယ်လောလောဆယ်အတန်ကြားလာမသိတစ်ချက်ကြည့်လိုက်အောင်မနော် line ကတိတ်မကောင်းလို့ဟုတ်ကဲ့ပါ line ကတစ်ချက်ရာသီဥတုကြောင့်တစ်ချက် line ကျသွားတယ်အဲကြရင်လေရက်သွားရင်စိတ်မရှိပါနဲ့လို့ပထမဆုံးအနေနဲ့ရနေပြီးတော့ပြောပြချင်ပါတယ်နနာကကိုနေတိုင်းကို motivation နေနဲ့မနေ့အိယာထားတာနဲ့မနေ့ဆိုတာနဲ့မနေ့9နာရီဆိုတာနဲ့ကိုအေးရနှိုးဆက်ချလာတယ်နှိုးဆက်ချပြီးတော့ဘာလို့လဲဆိုတော့မဟာသမယတို့ပေါ့နော်ဘာသာတိုင်းမှာသူ့ရဲ့သက်ဆိုင်ရာတရားတော်လေးတွေရှိတယ်ပေါ့နော်ဒီလိုပဲနနာလည်းကို motivation ပေးတဲ့အနေနဲ့အေးချမ်းလေးနဲ့တနေ့တာကိုဖြတ်တန်းခြင်းတဲ့အတွက်ကြောင့်မနေ့ဆိုရင်မဟာသမယတို့ဆိုတာဟောင်းမနေ့9နာရီဆိုတာအမြဲတမ်းဖွင့်နေပြီးရင်ကိုလုံးဆရာကြီးကလုပ်တဲ့မျက်နှာသိဝစားလည်းလုပ်သွားဖို့ပြင်နေပြီးပြီဆိုရင်ဝစားလေးတွေပဲအလုံးပြီးသွားပြီဆိုရင်ဖះရှိခိုးတယ်ဖះရှိခိုးပြီးတဲ့အခါကျရင်နေတိုင်းနေရုပ်နေတဲ့ကာလာအလေးတွေပေါ့နော်ဖះစာလေးတွေရှိရဲ့ဗုဒ္ဓဘာသာတွေဆိုရင်တော့တော်တော်များများသိကြပါပေါ့နော်မနေ့တိုင်းဆိုရင်ဖះလုပ်တယ်ပြီးရင်ဒီဖះရှိခိုးတယ်ဖះရှိခိုးပြီးရင်နနာယူနေကြလေးတွေရှိရပေါ့အမြဲတမ်းရွတ်တယ်မနက်မိုးလင်းတာနဲ့ဘုရားရှိခိုးတယ်ပြီးရင်မိသားတွေပို့တယ်မိသားတွေပို့ပြီးပြီးရင်ဂုံတော်ပူချရွတ်တယ်ဒါနနာရဲ့မနက်မိုးလင်းအိယာထားတာနဲ့ကိုဒါဘယ်လိုပြောမလဲအေးချမ်းမှုကိုစပြီးတော့ယူတာပေါ့နော်ပြောမယ်ဆိုရင်တော့ positive energy positive power ပေါ့နော်ကိုမနက်အိယာထားတာနဲ့မနက်9နာရီဆိုတာနဲ့မဟာသမယတုတ်ကိုနနာဒီဗုဒ္ဓဘာသာတယောက်အနေနဲ့ဒီလိုမျိုးဟိုဘယ်လိုပဲဖျားစာပေါ့နော်ဒါလေးကိုဖွင့်နေပြီးရင်ကိုမျက်နှာဒီမနေ့အလုပ်သွားဖို့ပြင်ဆင်ရပြီးရင်ဖျားရှိကိုပြီးမိသားတို့ယူတယ်ပြီးရင်ဂုံတော်ကွန်ချရွတ်တယ်ပြီးရင်ကိုအတွက်နေ့စဉ်တူကကိုရဲ့ positive energy တွေပြီးရင်ကိုအတွက် positive power တွေကိုအမြဲတမ်းကို remind ဖြစ်အောင်နေ့တိုင်းကအေးချမ်းနဲ့အလုံးမှာရောလူမှုဆက်ဆံရေးမှာအားလုံးစင်ပြေအောင်ဆိုပြီးတော့ကိုစိတ်ကိုပျော်ပျော်ရွှင်ရွှင်နဲ့တက်ကြွနဲ့အလုပ်ကိုသွားတယ်ဒါမှဒီအလုပ်မသွားခင်မှာနားလုံနေကြပါတော့ကို motivation ပြီးရဲ့အဲ့ဒီပေါ်မှာဖျားရှိခိုးမယ်မေတ္တာတို့ယူမယ်ပြီးရင်ဂုဏ်ကိုချယူမယ်အမြတွေဝေမယ်အဲ့ဒါပြီးသွားပြီဆိုရင်မနက်တိုင်းဂျေစုတင်ထိုက်တဲ့သူတွေအားလုံးကိုတနေ့တာမှာဒီလိုမျိုးနေ့စဉ်နဲ့မြမနက်မိုးလင်းလာတော့ဒီနေ့ငါကောင်းစွာနူးထလာတယ်ငါကောင်းစွာဖြတ်သန်းနိုင်ခဲ့တယ်ဆိုပြီးတော့ကျေးဇူးတင်တဲ့အနေနဲ့နေတိုင်းပေါ့နော်ကျေးဇူးတင်တဲ့ဘယ်လိုပြောမလဲစကားလေးတစ်ခုပေါ့နော်အဲ့ဒါမြဲပြောတယ်အဲ့ဒါတော့ဒီနေ့ live မှာ sharing လုပ်ပေးခြင်းပါတယ်ဒီနေ့အတွက်ကျေးဇူးပါရှင်ဖေဟာကျမ်းမာချမ်းသာစွာအသက်ရှင်ခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်မိမိလုပ်ငန်းမိမိမိသားစုနဲ့မိမိဘဝတစ်ခုလုံးအတွက်အခွင့်အလမ်းနဲ့ကျေးဇူးတရားတွေအတွက်မိမိကျေးဇူးတင်တယ်ကျေးဇူးအများကြီးတင်ပါတယ်ဆိုပြီးအမြဲတမ်းgratitude ပေါ့နော်ကျေးဇူးတရားကိုသိရှိနားလဲအောင်
ကိုတိုင်းရလဲနှလုံးသွင်းပြီးသိရှိနားလဲအောင်ကို remind ပေးပြီးတော့ကိုအသိပေးတာပေါ့နော်အသိပေးတယ်ပြီးရင်ဒီနေ့ဒါစိတ်သက်ကိုတက်တက်ကြွကြွနဲ့ပျော်ရွှင်စွာလုပ်ငန်းဆောင်တာလေးကိုအောင်မြင်အောင်လုပ်နိုင်မှုအတွက်ဒါအများနဲ့ကို motivation ပြည့်အောင်ပို့လုပ်တယ်ဒီလိုပဲဒါကတော့နနာရဲ့ active life မှာအမြဲတမ်းလုပ်နေတဲ့မနက်ပိုင်းမှာအမြဲတမ်းလုပ်နေတဲ့ကိုစိတ်သက်ကိုခွန်အားပေးတဲ့အကြောင်းလေးနနာ sharing လုပ်ပေးခြင်းပါတယ်ပြီးရင်နနာရဲ့ဒါ system တစ်ခုနဲ့ run နေတဲ့ဒီ social media platform တွေကိုအသုံးပြုပြီးတော့မှနနာဘယ်လို motivation တွေပေးလဲပေါ့နော်အဲ့ဒါကြတော့နနာရဲ့ page ကို like follow လုပ်ထားတဲ့အရောက်စီတိုင်းကိုနနာကတနေ့တာအတွက်စိတ်သက်ခွန်အားဖြစ်စေတဲ့ mindset နဲ့ပတ်သက်တဲ့ဒီဗီဒီယိုအတူလေးတွေပေါ့နော်နနာအမြဲတမ်းဒါ motivation တွေနဲ့အမြဲတမ်းနနာဝေမျှတယ်ဒီဥစ္စာကလည်းမိမိကို motivation ပေးတယ်လို့ကိုယ့်ရဲ့ page ကို like and follow လုပ်ထားတဲ့လူတွေကိုလည်းကိုက motivation စိတ်တက်ကြွအောင်စိတ်တက်ကြနေတဲ့အချိန်မှာဘလို့ခွန်အားလေးရအောင်ပြီးရင်ကိုကအလုပ်မယ်ဆိုရင်ကြောင်းရင်းစိတ်တွေကိုပယ်ဖျက်နိုင်အောင်ဒါလေးတွေယေရှုတရားကိုနားလည်အောင်ကိုယ့်ရဲ့အောင်မြင်မှုသေးသေးလေးတွေကအစားဘယ်လိုမျိုးကို appreciate လုပ်ရမလဲသူများကိုလည်း appreciate လုပ်အောင်သူများကိုလည်းအတိမတ်ပြုပေးသလိုတခါလေကြာရင်လူတွေကကိုမေ့နေကြတယ်သူများအတွက်စဉ်းစားနေတယ်ကိုမေ့တဲ့အချိန်တွေလည်းရှိကြတယ်ဒါကြောင့်မလို့ခါလေကြာရင်ကိုရဲ့အချိန်ပေးပါကိုအတွက်ကိုလည်းအမြဲတမ်းစဉ်းစားပေးရတယ်စဉ်းစားပေးတယ်ဆိုတာကတချို့နေရာရှိရကွာကိုတော့ကိုမိပြီးတော့သူများအတွက်အရာရာအားလုံးကိုသူများတွေအတွက်လိုက်ပြီးစဉ်းစားပေးနေတဲ့ခါလေးကျရင်ကိုအတွက်ကိုမိတတ်တယ်ကိုရဲ့ကျန်းမာရေးလူမှုရေးမိကောင်းမိသွားတတ်ကြတယ်ဒါကြောင့်မို့ကိုလည်းအမြဲတမ်းထိတ်ခဲလုပ်ပါပြီးရင်ကိုမှအောင်မြင်မှုလေးသေးလေးရှိနေအောင်ဒါလေးကိုငါလုံနိုင်တာပဲငါဒီနေ့ဒီဟာလေးကိုငါကောင်းစွာလုံနိုင်ခဲ့တယ်ဆိုပြီးကို appreciate လုပ်ပြီးပေါ့နော်တိမှတ်ပြီးပါဒါစိတ်သက်ခွန်အားတခုပဲလူတွေကခွန်အားမရှိဘူးစိတ်သက်တွေကဘောနော်ထွေပြားနေတယ်ဆိုရင်စိတ်သက်တွေအကျနေနေမယ်ဒါကြောင့်မလို့နေ့စဉ်နဲ့မြောက်ကို motivation ဖြစ်ဖို့အတွက်ရေးကြီးတယ်ကိုတိုင်းကသာတက်ကြွနဲ့စိတ်ဓာတ်မှာ positive energy positive power ရှိမယ်ဆိုရင်သူများကကိုစကားမပြောရသေးဘူးကိုယ့်ရဲ့ဒီပေါ့နော်သွင်ပြင်လက္ခဏာကိုကြည့်ပြီးသူကတက်ကြွနဲ့ active ဖြစ်နေတယ်အလုပ်မှာဟောစကားပြောတဲ့အခါမှာဟောဒါဆိုရင်သူများကသူကိုယ်တိုင်အောင်မလုပ်ရသေးပဲလေကိုယ်ကိုမြင်သွားတဲ့အခါမှာသူ့ကိုကြည့်ပြီးငါအားကြလိုက်တာငါလည်းသူ့လိုပဲ active ဖြစ်အောင်သူ့လိုမျိုးငါတက်ကြွနဲ့အလုပ်လုပ်နိုင်အောင်ဆိုပြီးတော့တခြားသူကလည်းကိုယ့်စီက positive energy power ကိုသူကရသွားမယ်ဒါကလည်းကိုယ့်အတွက်ကုသိုလ်တစ်ခုပဲပေါ့နော်ဒါကြောင့်မလို့ကိုယ့်ကိုကြည့်လိုက်တာနဲ့သူကတက်ကြွနဲ့အရင် nice ဖြစ်တယ်သူကလုံးဝလုတ်ကင်တဲ့ခါကျရင်လေသူကလည်းသူပျော်ရွှင်နဲ့လုတ်ကင်နေဒါကကိုယ့်ရဲ့နေ့စဉ်နေ့ဝကို motivation ပေးနေတာကလေသူများကိုခွန်အားပေးတာနဲ့တူတူပဲပေါ့နော်ဒါကြောင့်မလို့နနာကဒီနေ့ live လေးမှာပြချင်တာကနနာရဲ့နေ့စဉ်ဘလို့ကို motivation လုပ်လဲကိုဘလို့မျိုးpositive thinking တွေရအောင်ဘလို့တွေးလဲ positive energy တွေရအောင်ဘလို့မျိုးလုပ်လဲဆိုတော့နနာဒီ live မှာ sharing လုပ်ပေးခြင်းဖြစ်တယ်ပေါ့နော်နနာရဲ့ daily life ကတော့2မျိုးရှိတယ်။တစ်ခုကတော့နနာကိုယ်တိုင် active လုပ်နေတဲ့ဒီအလုပ်မှာရောနေ့စဉ်လူမှုဆက်ဆံရေးမှာရောကောင်းစွာပြုံးနိုင်အောင်အမြဲတမ်းကို remind လုပ်တယ်။စကားဘလောက်ပဲစိတ်ထဲမှာတူဘောနော်ဘလောက်စိတ်ပဲပင်ပဲစိတ်တူနေစေဒါပေမဲ့သူတစ်ပါးမြင်ကိုယ့်ရဲ့ပုံမြင်လိုက်တာလည်းအရင် active ဖြစ်ပြီးပြုံးပျော်နေတဲ့လူတစ်ယောက်ပြောင်းလာရအောင်ကြိုးစားလုပ်ကိုင်တယ်။ပြီးရင်နနာရဲ့ဒီ social media platform မှာလည်းနနာကကိုယ့်ရဲ့ page ကို like and follow လုပ်ထားတဲ့လူတွေကိုစောင့်ကြည့်နေတဲ့လူတွေကိုလည်း motivation ပေးနေတယ် motivation speaker တယောက်လိုလာဖြစ်ချင်တယ်နနာရဲ့ live ကို page ကိုရောက်လာပြီဆိုရင်သူကဒီလိုတက်ကြွရှိတယ်သူဘယ်လိုမျိုး motivation အပြည့်နဲ့သူကလုပ်ကိုင်တာလဲအဲ့ဒါကြောင့်နနာကနေ့စဉ်နဲ့နနာအခုကြိုးစားပြီးတော့เนาะဗီဒီယိုလေးဖန်တီးတယ် mindset နဲ့အခု week 1မှာနနာ mindset နဲ့ပတ်သက်ပြီးတော့ဗီဒီယိုလေးဖန်တီးပြီးတယ်ဗီဒီယိုလေးကနေကြည့်ပြီးတော့ဘယ်လိုမျိုးကိုယ့်အတွက်ကောင်းမွန်တယ်ပေါ့နော် better life ပေါ့ mindset for better life ပေါ့ကောင်းမွန်တဲ့ဘဝတစ်ခုအတွက်စိတ်ကိုဘယ်လိုပြင်ဆင်ရမလဲဆိုပြီး week 1မှာနနာအခုဗီဒီယိုလေးနဲ့ sharing လုပ်ပေးတယ်ဒါနနာရဲ့ page မှာလုပ်ပေးတဲ့ motivation ပေါ့နော်ဒါ daily motivation တစ်ခုဖြစ်တယ်ပြီးရင်နနာကဒီ
business တစ်ခုလည်း run နေဒီ business ကဘာလဲဆိုတော့ social media platform ကိုသုံးပြုပြီးတော့နနာက passive income အနေနဲ့လည်းရှာနေသလို side hosting အနေနဲ့လည်းရှာတဲ့အတွက်ကြောင့်ဒီ business ကလည်းနနာကို positive energy ကိုပေးတယ်ပြီးတော့လည်းစိတ်ကိုလုံးဝ fresh ဖြစ်အောင်ပေါ့နော်နနာရဲ့ business partner တွေရှိမယ်ပြီးရင် leader တွေရှိမယ်ဒီ leader တွေရဲ့ပေးနေတဲ့ knowledge တွေကိုနားထောင်နေသူတို့ရဲ့ mindset တွေကဘယ်လိုထားလဲဒါလည်းနနာရဲ့ဒီ business ကို run နေတဲ့ motivation တစ်ခုဖြစ်တယ်ပေါ့နော်အဲဒါမို့နေ့စဉ်နဲ့မှနနာမှာကိုပြင်ပန်းတဲ့ချိန်မှာခဏနားလိုက်မယ်ကိုပြန်ပြီးတော့remind လုပ်အိုးငါမှလုပ်စရာတွေရှိသေးတာပဲဆိုတဲ့စိတ်နဲ့နနာနေ့စဉ်ဖြတ်သန်းတယ်ငါမှအလုပ်တွေလုပ်အောင်မယ်ဆိုတဲ့စိတ်မဟုတ်ဘူးငါမှလုပ်စရာတွေရှိသေးတယ်အလုပ်တွေလုပ်အောင်မှလည်းလုပ်စရာတွေရှိသေးရတယ်နှစ်မျိုးကကွာခြားတယ်ပေါ့နော်ဒါကြောင့်မလို့ငါမှလုပ်စရာတွေရှိသေးတယ်ငါရဲ့အိမ်မက်တွေငါရဲ့စိတ်ကူးတွေငါအောင်မြင်မှုတွေတဲ့ငါရှေ့ဆက်ရှောက်ရမယ်လမ်းတွေငါမှလုပ်စရာတွေအများကြီးရှိသေးတယ်ငါကြိုးစားရမယ်ဆိုကို motivation ပေးတယ်ပေါ့နော်ဒါကြောင့်မိတ်ဆွေတို့ကလည်းအမြဲတမ်းကို active ဖြစ်အောင်ပြီးရင်စိတ်သက်ကြနေတာပင်ပန်းနေတာ okay ပင်ပန်းနေတဲ့ချိန်စိတ်သက်ကြတဲ့ချိန်အနားယူလိုက်ပါအနားယူပြီး energy ကိုပြန်ပြီးတော့ refill လုပ်လိုက် refill လုပ်ပြီးတော့ကိုသွားမယ်လမ်းကိုကောင်းကောင်းမွန်မွန်ဆက်လျှောက်ဖို့အတွက်နာဒီကနေပြီး remind ပေးချင်ပါတယ်ဒါကြောင့်ကိုမှာကကိုပဲဘာသာပဲကိုွယ်ပေါ့နော်ကိုအတွက်ကို energy ဖြစ်စေတဲ့ကိုအတွက်ကိုကောင်းမွန်စေတဲ့ဒီဖျားစာလေးတွေပြီးရင်မေတ္တာပို့တာလေးတွေကိုကိုကနေပြီးတော့အမြဲတမ်းယူဖတ်ဆက်မယ်ဆိုရင်ဒါ motivation တစ်ခုပဲပေါ့နော်စိတ်ကိုတက်ကြွစေတယ်ဒါကြောင့်မလို့နနာကဒီနေ့ live လေးကနေပြီးတော့နောက်ဆုံးအနေနဲ့နနာနေတိုင်းဖတ်နေတဲ့ဟာကိုပြန်ပြီးတော့ပြပေးမယ်ပေါ့နော်ဒီနေ့အတွက်ကျေးဇူးပါရှင်ဖျားကျမချမ်းသာစွာအသက်ရှင်ဝင်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်မိမိလုပ်ငန်းမိမိမိသားစုနဲ့မိမိဘဝတစ်ခုလုံးအတွက်အခွင့်အလမ်းနဲ့ကျေးဇူးတရားတွေအတွက်မိမိကျေးဇူးတင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဒါကလည်းတကယ်ကိုကောင်းတဲ့ကျေးဇူးတရားပါလူမျိုးတိုင်းမှာအကုန်လုံးမှာက gratitude ကျေးဇူးတရားကိုသိတတ်တဲ့စိတ်လေးရှိတယ်ဆိုရင်ဒါမင်္ဂလာတစ်ပါးပဲပေါ့နော်ဒါကလည်းကို energy အပြည့်ပေးတာနဲ့တူတူပဲဒါကြောင့်မလို့ကိုနေ့စဉ်နေ့တိုင်းမလဲမိုးလင်းလာလဲကိုဒီနေ့ငါကောင်းစွာနှူးထားလာပြီးတော့ကောင်းစွာရှင်သန်ရတယ်ဒီနေ့တောင်ကောင်းစွာဖြတ်သန်းနိုင်ပါစေဆိုပြီးတော့ကိုအမြဲတမ်းpositive energy ပေးပါ motivation အပြည့်နဲ့လည်းနေ့တိုင်းကိုဖြတ်သန်းပါဒါဆိုရင်တနေ့ကိုပြီးသွားပြီဆိုရင်အလုပ်ပြီးသွားပြီဒါလည်း full time လုပ်ပြီးသွားပြီဆိုရင် okay today ငါဒီနေ့ငါရဲ့အလုပ်မှာငါပြီးသွားပြီဆိုရင် done for today ဆိုရင်အမြဲတမ်းကို appreciate လုပ်တဲ့သဘောနဲ့ပေါ့နော်ငါဘာကြီးလုပ်အောင်မယ်အားလုံးငါပြီးသွားပြီအလုပ်ကလည်းထွက်လာပြီဆိုရင်okay ငါဒီနေ့အားလုံးပြီးသွားခဲ့ပြီဆိုပြီးတော့ကိုဒါ remind ပြန်ပေးပြီးတော့စိတ်ဓာတ်ကိုတက်ကြွအောင်လုပ်တယ်။အရောက်ရေးမှုချိုးနားလိုက်တယ်နားပြီး9နာရီဆိုတာနဲ့နာရဲ့ဒီ business life ပေါ့နော်ဒီ business နဲ့ပတ်သက်ပြီးတော့ဟာလို့နာကနေပြီးတော့ server နဲ့ပေါ့ဒါကြောင့်မလို့နာရဲ့ဒီ live လေးကနေပြီးတော့ကိုဘယ်လိုမျိုး motivation တွေပေးပြီးတော့နေတိုင်းဖြတ်တန်းလဲဆိုတာကို sharing လုပ်ပေးခြင်းဖြစ်ပါတယ်။မနေ့ပြန်မှာဘယ်လိုကောင်းစင်နေလာပြီးတော့ sharing လုပ်ပေးမယ်ဆိုတာကိုစောင့်မျှော်ပေးဖို့အတွက်ဖိတ်ခေါ်ပါတယ်။ကောင်းသောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။ Bye bye